လုံးတစ်လုံးဉာဏ်ရှိရင်စဉ်းစားကြည့်ရင်သိနိုင်တယ်အရှင်မပြေဘူးတစ်ခုခုတွေ့လာပြီဆင်းရဲဒုက္ခတစ်ခုခုတွေ့လာပြီဆိုရင်တရားဓမ္မတို့ဦးဇင်းတို့တာမန်အဖြစ်တော့သူများကိုပဲအပြစ်တင်ကြတာများတယ်တင်းကြောင့်ငါဒုက္ခရောက်ရတာဟုတ်လားတချို့ကြတော့လည်းအဲ့လိုမပြောဘူးငါကိုကညံ့လို့ငါကြောင့်ဒုက္ခရောက်ရတာဒုက္ခရောက်လာပြီဆိုရင်သူ့ကြောင့်သို့မဟုတ်ငါကြောင့်ဆိုပြီးတော့နာမည်တက်တွေအမျိုးမျိုးလွဲတာပေါ့ခုဒီမှာမြတ်စွာဘုရားကဘလို့ဟောတော့ဒုက္ခရောက်ရတာဘယ်သူကြောင့်လို့ဟောထားလဲလောဘကြောင့်ဒုက္ခရောက်ရတာတဲ့သူ့ကြောင့်ငါကြောင့်ဒုက္ခရောက်ရတာဆိုရင်တော့ရှုပ်ကုန်တော့မှာပဲအဲ့ဒါဆိုရင်အဲ့ဒီပြဿနာကရှင်းလို့မရဘူးဘာလို့ဆိုသူ့ဆိုတာငါဆိုတာဘလို့ဖယ်မလို့တကယ်မှမရှိတဲ့တရားတွေဘလို့လို့ဖယ်မလို့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒုက္ခဖြစ်တယ်ဆိုတာသူ့ကြောင့်ငါကြောင့်မဟုတ်ပါဘူးဘယ်သူကြောင့်လို့လောဘကြောင့်ဟုတ်ရဲ့လားဒါကြောင့်လိုချင်မှုရချင်မှုဖြစ်ချင်မှုတို့သည်ဆင်းရဲဒုက္ခကိုဖန်တီးတဲ့အရာလို့သိခြင်းဖြင့်ဘဝရဲ့အမြင်ရှင်းပြီးတော့တမျိုးချမ်းသာမှုကိုရလိမ့်မယ်ဒါကြောင့်ဒုက္ခတွေရောက်တိုင်းလောဘကြောင့်ဆိုတဲ့အဖြစ်မှန်ကိုနားလည်ဖို့တော့လိုတယ်နော်ဒါမှလောဘနည်းပြီးတော့ဒုက္ခနည်းသွားမှာပေါ့ဒါကြောင့်ဒုက္ခဖြစ်လာပြီဆိုရင်လောဘကြောင့်ဆိုတာပြမယ်အိုးကျမ်းဂန်ထဲမှာလာတဲ့ဥပမာလေးတစ်ခုအမှန်ရမိတယ်လူတစ်ယောက်ကနွားနဲ့ကြီးတဲ့ကောင်နဲ့နွားဖြူကြီးတဲ့ကောင်ကိုနှစ်ဖားကျိုးတစ်ချောင်းနဲ့ထိုးပြီးတော့ခြိပေးလိုက်တယ်တဲ့နွားနဲ့ကြီးရဲ့နှာခေါင်းရောနှဖြူကြီးရဲ့နှာခေါင်းရောနှစ်ဖားကျိုးကတစ်ချောင်းနဲ့ဂွင်းဖြစ်ပြီးတော့ခြိပေးလိုက်တယ်အဲ့တော့နွားနဲ့ကြီးကလည်းနည်းနည်းကြီးကလည်းမလွတ်လပ်တော့ဘူးနှဖြူကြီးကလည်းမလွတ်လပ်တော့ဘူးအဲ့တော့နှဖြူကြီးကလည်းသူဒုက္ခရောက်တိုင်းငါဒီကောင်းကြောင့်ငါသွားခြင်းရမသွားတာငါလာခြင်းရမလာတာငါဒုက္ခရောက်နေတာအမြဲတမ်းသူဒုက္ခရောက်တိုင်းနှဖြူကြီးကိုအပြစ်တင်တယ်နှဖြူကြီးကလည်းသူဒုက္ခရောက်တိုင်းနည်းနည်းကြီးကိုအပြစ်တင်တယ်တကယ်စင်စစ်နှဖြူကြီးဒုက္ခရောက်တာလည်းနည်းနည်းကြီးကြောင့်မဟုတ်ဘူးနည်းနည်းကြီးဒုက္ခရောက်တာလည်းနှဖြူကြီးကြောင့်မဟုတ်ဘူးတကယ်တမ်းသူတို့နှစ်ကောင်ဒုက္ခရောက်နေခြင်းရဲ့အကြောင်းတရားတွေနှစ်ဖားကျိုးတစ်ချောင်းနဲ့ဖြစ်နေလို့တနည်းအားဖြင့်နှစ်ဖားကျိုးမပြတ်လို့ဒုက္ခရောက်ရတာတဲ့အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့လူတွေဟာတစုံတစ်ခုအစဉ်မပြေမှုဖြစ်တိုင်းများသောအားဖြင့်သူများဘက်ကိုပဲလက်ညှိုးထိုးပြီးတော့အပြစ်တင်ကြတာနော်ခုဒီမှာဘယ်သူကြောင့်ဘယ်သူဒုက္ခရောက်တုံးလောဘကြောင့်တတ္တဝါတွေဒုက္ခရောက်ရတာ